2013မှာကျွန်တော်အတွက်တစ်ခုတည်းရထုတ်ပိုးသိမ်းဆည်းထားရတဲ့နှစ်တစ်နှစ်ပဲဘဝမှာစာအုပ်ဆိုင်ကြီးနဲ့အမှတ်တရတွေရှိခဲ့တဲ့နောက်ဆုံးနှစ်ပဲဖြစ်မယ်ထင်တယ်ငယ်တော့ကပန်းကလေးများပွင့်တော်မူပူရန်ဝင်လို့ချီနေဒီမှာရွှေရီလောင်းငါတို့စာတင်ကြသူငယ်တဲ့လောက်ကပေါ့အဲ့လိုမျိုးကြပြားတွေနဲ့ကြီးပင်ခဲ့အဲ့လိုမျိုးကြပြားတွေနဲ့စတင်ထိတွေ့ခဲ့မူဂျိုလောက်ကဖြစ်မယ်တဲ့အဲ့လိုမျိုးကြပြားတွေနဲ့စတင်ထိတွေ့ခဲ့မြန်မာကြပြားဆိုရင်အဲ့လိုမျိုးဒီကျောင်းဘက်စာအုပ်တွေကကြပြားတွေနဲ့စတင်ထိတွေ့ခဲ့အဲ့လိုမျိုးကလေးကြပြားတွေနဲ့စုံမစာတွေကနေပြီးတော့ကွဲထွက်နေတဲ့ကြပြားတွေနဲ့စပြီးတော့ထိတွေ့ခဲ့နှစ်တွေဖြစ်မှာပေါ့နော်2012 13ဝန်းကျင်ရောခါခွေးဆိုတဲ့ကလောင်ကကြတော့2022လောက်မှာဥပဒါစပေးပြတာပေါ့နော် Facebook မှာစာရေးပြီးတော့မှစပေးပြတာအဲ့မတိုင်ခင်ကလည်း2013 14ရောကလည်းကိုယ့်ကိုကြပြားရေးနေခဲ့ဒါပေမဲ့အဲ့ကြပြားရဲ့ဟိုဘယ်လိုပြောမလဲကလေးဘွားတော့ရေးခဲ့တာဆိုတော့လေရေးနဲ့စာအုပ်ထဲမှာတိုင်းရေးတာပေါ့နော်အဲ့တော့အသက်12 13ဝန်းကျင်တော့ရေးခဲ့တာပေါ့နည်းနည်းရေးရပါအဲ့တော့ကြပြားရေးကြတော့ဘယ်မှလည်းမတင်ပြုတ်ဘူးနည်းနည်းရေးစရာကောင်းတယ်ပြန်ဖတ်တယ်ဆိုလို့ရှိရင်ဒါပေမဲ့လည်းအဲ့တော့ကလည်းကလေးအရွယ်ဆိုရင်ခံစားချက်တွေကစိတ်ခံစားချက်တွေကတော့မိဟုံးတောက်နေရပါပဲငယ်တော့အိမ်သားမှာစာအုပ်ငါးဆိုင်နေရှိနေရအဲ့လိုရှိနေတာပဲကျွန်တော်စာအုပ်တော်များများနဲ့လန်းမိစေခဲ့စာအုပ်တွေကမဂဇင်းကာတွန်းဝတ္ထုပေါ့ဒီလိုမျိုးပဲပေါ့အစင်တန်းမြင့်တဲ့စာအုပ်တွေclassical စာအုပ်တွေမဟုတ်ပေမဲ့ကလေးတယောက်အတွက်တော့အများကြီးစူးစမ်းစရာတွေရှိနေခဲ့အဲ့တော့ဆိုရင်စာအုပ်ဆိုင်ကအငှားဆိုင်ဆိုတော့လူတွေအများကြီးဒီစာအုပ်ကိုငှားကြဆိုတော့သူတို့က film လေးနဲ့လေ film အပြောင်လေးနဲ့ဟိုပါပေါ့အဖုံးအုပ်ထားအဖုံးလေးဖုံးတာပေါ့အကုန်လုံးအတစ်ထွက်တဲ့စာအုပ်တွေကဈေးကြီးပြီမဲ့တစ်ခါတလေအရန်ကြိုက်လို့ရှင်ငွေဆုံးမြင်အောင်ငှားတာအဲ့တော့150 200လောက်ဆိုတော်တော်ဈေးကြီးရတယ်ပါနေပြီပေါ့နော်လူငယ်များငှားပြီးပါရင်စာအုပ်ဆိုင်ကနေပြီးတော့အဲ့စာကိုဈေးလျှော့လိုက်တယ်ဒါပေမဲ့လည်းအဲ့အချိန်အထိကိုမဆောင်နိုင်တာကိုကအရင်ဥအောင်ဖတ်ချင်တာပေါ့နော်ပြောရင်အဲ့ဒီတော့ခံစားချက်တွေကိုအခုဘယ်မှပြန်ရှာလို့မရတော့အတစ်ထွက်တဲ့စာအုပ်တွေဆိုလို့ရှိရင်ဆိုင်ကအန်ဒီကိုဖယ်ထားခိုင်းတာဆိုင်မှာတကယ်လို့လူဘယ်သူမှမရှိရင်လည်းငှားချင်နေဆိုရင်အဲ့မှတ်တဲ့စာအုပ်ထဲမှာကိုယ့်ဘာကိုနာမည်ရယ်စာအုပ်နာမည်ရယ်ရက်စွဲရေးပြီးတော့ထွက်လာပါတော့အဲ့လိုမျိုးပြီးတော့အဲ့လိုမျိုးတွေစာအုပ်တွေဖတ်နေနဲ့ငယ်တော့ကာတွန်းတွေဖတ်တာပေါ့ကာတွန်းအများဆုံးဖတ်တယ်ပြီးတော့ဒီပေါ့နောက်ပိုင်းကျတော့တခြားဟာတွေပေါ့အသက်ကြီးလာရဆိုတော့အဲ့လိုဆယ်ကျော်သက်ရောက်လာတဲ့အခါကျတော့တခြားပုံစံမျိုးပေါ့ဖတ်တယ်သတင်းစာလည်းဖတ်တယ်သတင်းစာတွေကစောင်းပါရင်လည်းဖတ်ခဲ့ပေါ့နော်ကြပြာကိုရွတ်ပြီးတော့လည်းခံစားလို့ရတယ်ဆိုတော့အဲ့တော့တငယ်ချင်းတယောက်ကစာပေဟောပြောပွဲအခွေတစ်ခွေကိုငှားပြီးတော့တီးခဲ့အဲ့တော့6တန်းအဲ့ပွဲမှာဘယ်သူတွေပြောကြရလဲဆိုတော့ဂျူးရယ်ချစ်ဦးမျိုးရယ်ပေါ့အဲ့မှာဂျူးကရွတ်တာမောင်စိန်ဝင်းပတိကုန်းရဲ့တွေ့တာလှပေမဲ့ကိုရာကပဲချစ်တော်မယ်ဆိုအဲ့ဒီကြပြကိုသူရွတ်ပြနောက်ပြီးတော့အဲ့ဒီ2013ဝန်းကျင်လောက်မှာပဲ TV မှာကြပြဖတ်ပြတဲ့အစီအစဉ်တစ်ခုပြတယ်အဲ့ဒီလာရုတ်တဲ့ကြပြဆရာကြီးမှာတစ္ဆာနီလားမသိပါတယ်ပေါ့နော်အဲ့တော့ကြပြဆရာကြီးဘယ်ကြပြတွေ modern တွေ post modern တွေပါအများကြီးနားလည်ခဲ့တာမဟုတ်ဒါပေမဲ့ကျောင်းမှာသင်တဲ့ကြပြတွေလို့မဟုတ်ဘဲနဲ့လက်တွေ့ဘဝကပြဿနာတွေအဖြစ်အပျက်တွေခေတ်ကိုထင်ဟပ်နေတဲ့ပြဿနာတွေကိုဒီလိုမျိုးဖော်ပြလို့ရပါလားဆိုတာကိုသိပါတခါမှမခံစားဘူးပေါ့ဘာဖြစ်လို့ဆိုတော့အရှိမပြောခဲ့သလိုမျိုးပဲကျောင်းမှာသင်တဲ့ကြပြတွေပေါ့အဲ့လိုကြပြတွေရဲ့ပြီးကလေးကြပြတွေဒီလိုကာတွန်းစာအုပ်တွေထဲမှာပါရဲ့ရှေ့သွေးတို့နောက်ပြီးတော့ဒီလိုမျိုးတခြားကာတွန်းစာအုပ်တွေမှာပါတဲ့ကြပြလေးလောက်ပဲဖတ်ဘူးတော့ဒါပေမဲ့လို့ဆွဆွမြဲမြဲဒီကြပြကြီးကအရန်ထူးခြားရပဲလို့မခံစားခဲ့ရဘူးပေါ့ဆိုတော့ကလေးကြပြဆိုတော့ကလေးတွေကိုဆုံးမတာပျော်ရွှင်တာအဲ့လိုမျိုးကြပြလေးတွေများခဲ့ပေါ့နော်ဒါပေမဲ့6တန်းလောက်မှာတော့အဲ့လိုမျိုးလေ
မီတာကြီးရဲ့လေတရောင်စင်တောင်မြင့်ပတ်ချံရအဲ့လိုမျိုးပေါ့နည်းနည်းတော့ပုံမှန်နဲ့ကွဲထွက်တဲ့ကြပြားမျိုးတော့စပြီးတော့ထိတွေ့ရတယ်ပေါ့နော်အဲ့ကလေးကြပြားကြီးဆိုတော့ငငယ်တော့ကျောင်းမှာတင်နေတာပုံသေးဒီ stereotype တွေကနေပြီးတော့အများကြီးကွဲထွက်မသွားဘူးအဲ့လိုမျိုးကြပြားကြီးပဲဖတ်နေရနေတွေ့ကြုံရနေအတွေ့အကြုံသိရခဲ့အဲ့လိုမျိုးမဂ္ဂဇင်းကတော့ကလေးတွေကဖတ်တာပါအရုပ်တွေကြီးတာတော့ကလေးတုန်းကကြာတော့နည်းနည်းလေးကြီးလာတဲ့ခါကျအဲ့လိုမျိုးဖတ်ကားရဲ့အရာကိုတိသွားအဲ့လိုမျိုးဒီရတာနဲ့ဆက်တဲ့ရတာစာပေဖတ်ကားတာကိုကြိုက်သွားတဲ့ခါနောက်ပိုင်းမဂ္ဂဇင်းတွေဖတ်တဲ့အချိန်ကြာလို့ရှိရင်ကြပြာကဏ္ဍကိုအရင်သွားတာအဲ့မှာကြပြာတွေကိုစာမျက်နှာတစ်မျက်နှာမှာ line တွေကိုအလယ်မှာစီတာကတစ်မျိုးပြီးရင်ဘယ်ဘက်မှာကတ်စီရတစ်မျိုးရှိမယ်ညာဘက်မှာကတ်စီရအဲ့လိုအမျိုးမျိုးရှိရပေါ့နော်ပြီးရင်ဘေးမှာတရုပ်ပေါ်ပုံတေးသေးလေးတွေ sketch လေးတွေလည်းပါတယ်အဲ့မှာဘယ်လိုအကျင့်ရှိလဲဆိုတော့ကိုကြိုက်တဲ့ကြပြာတွေဆိုရင်စာအုပ်ထဲမှာပြန်ကူးထားတာနောက်တစ်ခါထပ်ဖတ်ရှင်တာအဲ့တော့ဖုန်းတွေပါလည်းမရှိသေးဘူးဖုန်းတွေလက်ထဲမှာရှိတော့ရှိတယ်ပေါ့ဒါပေမဲ့လူတိုင်းမကင်နိုင်သေးဘူးဆိုတော့ကိုကဒီစာကိုနောက်တစ်ခါဖတ်ချင်လို့ဓာတ်ပုံရိုက်ထားလို့လည်းမရလေအဲ့တော့ကူးတာတယောက်တည်းအဲ့လိုမျိုးကူးနိုင်တော့အိမ်ကညီမလေးတွေပါလာဒါလေးကူးပေးပါလားဆိုပြီးတော့လိုက်ရေးခိုင်းတာပေါ့နော်အဲ့စာအုပ်ထဲမှာဆိုအခုထိရှိသေးတယ်လက်ရေးတွေအဆုံးပဲ2014လောက်ရောက်တဲ့အခါကျတော့အဲ့လိုမျိုးမြန်မာနိုင်ငံမှာ1500နဲ့ဆင်းကတ်တွေလူတော်တော်များများလူတိုင်းမိဘကင်လာကြတဲ့အခါအင်တာနက်တွေလည်းပေါ်လာတယ်။တနည်းအားဖြင့်အင်တာနက်တွေပေါ်လာတဲ့အခါကျတော့လူတွေကဒီ social media တို့ YouTube တို့အဲ့ဒါတွေပို့ပြီးတော့သုံးလာတဲ့အခါကျတော့အဆောင်ငားဆိုင်တွေလည်းအလုံးမဖြစ်တော့ဘူးပိတ်လိုက်ကြ။ငယ်တော့ဆိုရင်ပထမဆုံးငားခဲ့ဆိုင်ကနေလင်းစာပေပထမဆုံးလို့ပြောရမယ်ဆို3နှစ်4နှစ်လောက်ပေါ့အဲ့လိုစာဖတ်တတ်တဲ့အရွယ်တွေကစာ3နှစ်တော့မဟုတ်ပေါ့3နှစ်လောက်မှမူကြိုတက်တယ်ဆိုပြီးတော့အမှ3နှစ်တစ်နှစ်လောက်ကတော့စာရေးတင်နေပြီပေါ့နော်အမှဖတ်တတ်နေပြီပေါင်းစာလုံးပေါင်းပြီးဖတ်တတ်အဲ့လိုမျိုးဖတ်တတ်စာအရွယ်ရနေပြီးတော့ကာတွန်းဖတ်လာကလေးတော့ဆိုအဲ့လိုဘိုးတို့တွပီတို့အရင်ကြအမီမန်လေးအဲ့အရာအတစ်ထွက်တာနဲ့ဖတ်တာနောက်ပြီးဘာဖတ်တယ်လဲဆိုတော့ဂျောက်ကျက်တို့စင်တီယာလေးမွန်ထွေးမွန်ရက်ကွက်ထဲမှာဗျာတမိန်ပေါ်တော့အဲ့အစုံပဲလူဖတ်ခဲ့ရပါတော့ကာတွန်းနဲ့ပတ်သက်တယ်ဆိုရင်ပေါ့ဆိုင်မှာအဲ့လိုတင်ထားသမျှအကုန်ဖတ်ပြီးတော့အိမ်မှာဦးလေးကစာအုပ်ဖတ်တဲ့အခါကျတော့သူငါဖတ်လို့လေက live ဖတ်ခဲ့ရပါတော့ဦးလေးငါဖတ်တဲ့ဂမ်ဘီယာမဂ္ဂဇင်းတွေဖတ်တယ်အဲ့မှာဂမ်ဘီယာမဂ္ဂဇင်းထဲမှာဆိုရင်4နှစ်5နှစ်လောက်ဆိုဖတ်နေပြီတင်တယ်ဂမ်ဘီယာမဂ္ဂဇင်းထဲမှာဆိုဘာတွေပါလဲဆိုရင်အမှအခုမှဇိုဒီရဲ့ဆိုင်နေခေတ်စားပါတော့အဲ့မှာလည်းအဲ့လိုဇိုဒီရဲ့ဆိုင်နေနဲ့ဘာယာဒီဘွားဆိုပြီးတော့လေအချိန်လေးနဲ့တပတ်စာဟောစတန်လို့အဲ့လိုမျိုးလေးပါတယ်ပြီးရင်လက္ခဏာကြည့်တာတွေပါတယ်အဲ့လိုထူးထူးဆန်းဆန်းဝတ္ထုတွေပါပါတော့ဟိုဖြစ်ရမှန်များတို့ဘာလို့အဲ့လိုမျိုးလေးလည်းပါအဲ့လိုမျိုးငယ်က4နှစ်အဲ့လို3နှစ်4နှစ်ဝင်းကျင်လောက်စာဖတ်တက်ကစားအချိန်တွေကပေါ့နော်စာအုပ်ငါးဆိုင်မြဲသွားနေစာအုပ်ငါးဆိုင်အဲ့တော့တစ်ဆိုင်ပဲရှိရင်နောက်6တန်း9တန်းလောက်မှနောက်တစ်ဆိုင်ပေါ့နော်အိမ်ထဲမှာထပ်ဖွင့်တာပေါ့နော်အဲ့လိုမျိုးပြီးတော့3တန်း4တန်းလောက်ကတည်းကပေါ့နော်ရောင်စုံမဂ္ဂဇင်းတွေဖတ်တယ်ရောင်စုံမဂ္ဂဇင်းကဟိုစာအုပ်အသားလေးဘယ်လိုပြောရမလဲ2009လောက်ဆို2009ဝန်းကျင်လောက်အဲ့တော့မှတ်မိသေးရဲ့စာအုပ်လေးတုပ်ဆိုမဂ္ဂဇင်းတုပ်ဆိုဝင်းမုံရွှေပုံနဲ့လေးမဂ္ဂဇင်းအဖုံးကအဲ့လိုသူစပေါ်တဲ့အချိန်ပေါ့အဲ့မှာဆိုရောင်စုံမဂ္ဂဇင်းကအထဲမှာအဲ့လိုအသားချောတယ်လေဟိုစာရွက်အသားကြတော့ဟိုအဲ့လိုမျိုးအယောင်လှတယ်ကွာအဲ့မှာသူကဟို makeup တို့ပြီးရင်အဲ့လိုအင်ဂျီတို့အဲ့လိုကြော်ညာအများကြီးပါတဲ့စာအုပ်တွေပေါ့အဲ့ဒါကြီးကကြာအဲ့ဒီမဂ္ဂဇင်းတွေပြီးရင်အဲ့ထဲကြော်ညာကြီးလိုက်ကြည့်အဲ့တော့ကလေးဆိုလို့ရှိရင်အဲ့မှာဒီမဂ္ဂဇင်းတွေကနေမင်းသားမင်းသမီးကြိုက်တဲ့ပုံတွေညှက်ပြီးတော့ယူထားပိုင်ရှင်တော့မဆိုင်ရှင်တော့မသိစေနဲ့ပေါ့သူစာအုပ်တွေညှက်ထားပြီးတော့အဲ့မဂ္ဂဇင်းတွေထဲမှာကျတော့စာရေးသားတဲ့ကြော်ညာတွေကိုပို့ပြီးတော့အလေးပေးရပေါ့နောက်ပိုင်းကျ6တန်း9တန်းလောက်ရောက်တော့အဲ့လိုမျိုးကျောင်းကမဂ္ဂဇင်းတွေကျောင်းကစာကြည့်လိုက်ကမဂ္ဂဇင်းတွေလည်းငါဖတ်တယ်တဲ့တိတ်မမှတ်မိတော့ပြီးတော့အဲ့လိုမျိုးစာအုပ်ဆိုင်ရာမဂ္ဂဇင်းတွေလည်းငါဖတ်တယ်အဲ့လိုငါဖတ်တဲ့အချိန်မှာပို့ပြီးတော့ထိတွေ့ဖြစ်လာတယ်ဟိုနဲ့မဟုတ်ဘဲနဲ့စာရေးသားရင်ပို့ပြီးတော့ထိတွေ့ဖြစ်လာတယ်ကြော်ညာကလေးဝမ်းလို့ကြော်ညာပဲကြည့်ရမျိုးမဟုတ်ဘဲနဲ့လေ
အဲ့ဒီမှာပါတဲ့ဝတ္ထုတွေကြပြတွေကိုပို့ပြီးတော့အဲ့မှာခံစားတတ်လာတယ်ပို့ပြီးဖတ်ဖြစ်လေးပေးဖတ်ဖြစ်တယ်အဲ့တကအဲ့ကြပြတွေကိုနောက်တစ်ခါထပ်ဖတ်ချင်တယ်ဆိုပြီးတော့စိတ်ထဲမှာစာအုပ်ကရက်နဲ့ငှားဆိုတော့ရက်စရင်ပြန်ပေးရမှာဆိုပြီးတော့ကိုအဲ့လိုမျိုးတွေးပြီးတော့စာအုပ်ထဲမှာကိုကြိုက်တဲ့အပုပ်တွေဆိုလိုက်ကူးထားတဲ့အကျင့်တစ်ခုဖြစ်သွားတာပေါ့နော်ငယ်ကကြောင့်ကိုပဝင်ကျန်လူကြီးငယ်လေးနဲ့အဲ့လိုမျိုးအချစ်ကြောင်စိတ်ကူးရင်မဲထင်ကြလို့လားမသိဘူးလုံချင်းဝတ္ထုတွေပါပေးမဖက်အဲ့လိုသူများငားထားတဲ့ဝတ္ထုစာအုပ်တွေပါအဲ့လိုမျိုးကြုံလို့ကောက်ကင်ပြီးလို့ရှင်ကလေးကဒါကြီးဖတ်เสียလားဘာညာနဲ့အဲ့လိုမျိုးစူကြအဲ့နဲ့ကျွန်တော်ကတော့အင်းမသိအောင်အဲ့လိုမျိုးငားဖတ်တာတို့ခိုးပြီးဖတ်တာမျိုးတော့မရှိဘူးအဟံဒါတခုခုလိုဖြစ်နေရပါတော့တကယ်လှုပ်ချင်တဲ့ပေါ်တင်ပဲလှုပ်တာပြီးမှသာအဆူခံလိုက်အဲ့လိုမျိုးပေါ့ဒါပေမဲ့အဲ့တုန်းကကာတွန်းထဲမှာလက်လှမ်းမိခဲ့ပေါ့နော်တာယာပွားကြီးတို့တပ်ပိုင်ရဲတို့အဲ့လိုသူတို့စာ view လို့မလားသူတို့စာအုပ်တွေက plot တွေကလေဝတ္ထုတွေကအစစ်ဇလန်းနေထတာစမ်းကြအောင်ဒါပေမဲ့အဲ့ဒါကိုလူကြီးတွေကမသိခဲ့ဘူးမသိချင်မှလည်းသိမှာပေါ့နော်ဦးရကတော့ကာတွန်းဆိုအကုန်ဖတ်ကြဂျားဖြစ်ပြောရရင်တော့ဘဝမှာပထမဆုံးဖတ်ဘူးတဲ့လုံချင်းဝတ္ထုကချေဦးမျိုးရဲ့တင်္ဂါဒီပါချစ်သူပေါ့အဲ့စာအုပ်ကလည်း6တန်းတော့အပေါ်မှာပြောခဲ့ဘူးရပေါ့နော်စာပေဟောပြောပွဲအခွင့်ငှားပြီးတငယ်ချင်းစီရတယ်ငှားပြီးဖတ်တာအိမ်ကိုယူသွားပြီမဲ့တွေ့ရင်ပြောခံရမှာဆိုလို့ကိုးဖတ်ခဲ့ရပါတယ်ပထမဆုံးအနေနဲ့ဝတ္ထုဆိုတာဒီလိုလှလှပပလေးရေးလို့ရတာပါလားဆိုတာကိုစပြီးတော့သိခဲ့အစမှာဆိုရင်တတကီကြီးဆိုရင်ဘာမေတီတာကိုဆွဲလန်းခဲ့တဲ့အသေးချမ်းနဲ့လူချမ်းတော့အဲ့လိုမျိုးတချင်းလိုပုံမြင်လိုပဲကြားဦးတာပေါ့နော်ဒါပေမဲ့ဒီစာအုပ်ကိုဖတ်ပြီးရဲ့အခါမှာဒတကီကြီးကကြောက်စရာလည်းမကောင်းဘူးတနာစရာကောင်းနေပေါ့နော်သူ့အပေါ်မှာအမြင်တစ်ခုပြောင်းသွားခဲ့လို့ကျွန်တော်8တန်းနှစ်လောက်ထိကိုစာအုပ်တွေငှားဖတ်ခဲ့လေစာအုပ်ဆိုင်ကြီးရှိနေသေးတဲ့အချိန်ကြီးပေါ့နော်ဒါပေမဲ့8တန်းနှစ်ကကျွန်တော်တို့တော့ပထမဆုံးအစိုးရစစ်ဖြစ်တဲ့နှစ်မို့လို့တဲတန်စာကြီးလောက်တာနောက်ပိုင်းတိတ်မဖတ်ဖြစ်တော့ဘူးပေါ့နော်ဒါပေမဲ့အဲ့တုန်းကကျောင်းရှိမှအမြဲလာရောက်လို့တအုပ်ကို900လောက်ပဲရှိတယ်ဆိုရင်လေလက်လန်းမီနေတဲ့တာတေရဲ့မဖဲဝါစာအုပ်တွေပေါ့အဲ့ဒါတွေတော့တငယ်ချင်းတွေအချင်းချင်းလက်ဆင့်ကမ်းပြီးတော့ဖတ်ခဲ့ဘူးတယ်ရှစ်တန်းနှစ်နွေရာသီမှာကိုရန်အတွက်ကျူရှင်ကြိုတက်တဲ့သူတွေမှာကျွန်တော်မပါခဲ့ဘူးအဲ့တော့နွေရာသီမှာဖုန်းတွေကလက်ထဲရောက်နေပြီဆိုတော့ခုကစသုံးနေပါတော့အရင်တော့မသုံးတတ်ဘူးအဲ့တော့မြန်မာကြပြများဆိုပြီးရိုက်ရှာလိုက်တော့အမှထွက်လာတဲ့ကြပြတွေပေါ့ save ပြီးတော့ဖတ်မိတယ်မောင်ချိုးနေတို့ကတော့ထွက်လာတဲ့ကြပြတွေလေအဲ့လိုမျိုး PDF နဲ့မှမဟုတ်ဘူး image ပုံစံနဲ့ပဲအဲ့လိုမျိုးရေးပြီးသားလေးပေါ့နော်အဲ့လိုမျိုးလေးထွက်လာပြီးတော့အဲ့နေရာဒီပါပဲဆရာမြတ်တန်းနဲ့4ဦး3နှစ်တွဲပေါ့နှစ်အုပ်လုံးဖတ်ခဲ့တယ် ebook နဲ့ပဲပထမဆုံးဖတ်တဲ့ဘာသာပြန်ဝတ္ထုဖြစ်မလားပဲပြီးတော့မော်ယုံတော့မှမောလာပြီးဖတ်တယ်ရှာလို့တွေ့တာတွေတော့ဖတ်ခဲ့ရတယ်တိတ်မမှန်မီရောအဲ့တုန်းကဟိုဟာလေးလည်းဖတ်တယ်အဲ့လိုမျိုးသူများဆရာငားပြီးတော့ဖတ်တာစာအုပ်တွေနဲ့လေပုံညာခင်လို့ဘာလို့လဲဖတ်တယ်ကိုရန်းတွေရာကြီးလောက်ရောက်တော့ဟိုကျူရှင်ကြိုတက်လို့စာရီပဲကြက်နေခဲ့တယ်ဆန်းပြီးကျောင်းနေပြီးတော့လေတရားစခန်းဝင်နောက်ပိုင်း guide တွေguide ပြန်တင်ပါညာနဲ့ပေါ့နော်ဆန်းအပြီးအလုပ်လုပ်တော့မှကိုပိုင်ဝင်ငွေရှိလာတော့စာအုပ်တွေဝယ်နိုင်ခဲ့အဲ့ဒီကစပြီးတော့စာအုပ်စုတာဝယ်တာဝါသနာတစ်ခုလိုမျိုးဖြစ်လာတယ်အဲ့နှစ်တွေဆိုတော့2020မတိုင်ခင်နှစ်တွေတော့ပိုပြီးတော့စာအုပ်တွေပိုဝယ်နိုင်ခဲ့လို့ခံစားဒီဘက်နှစ်တွေမှာပိုပြီးမွဲလာတယ်လို့ပဲတိတ်ပြီးတော့အရင်ကလောက်ပေါ့နော်အရင်ကလောက်စာအုပ်တွေထပ်မဝယ်နိုင်တော့ဒါပေမဲ့အရင်တော့စာအုပ်တွေကြပြရင်းနဲ့ပတ်သက်ပြီးတော့အတူတူဆွေးနွေးစရာလူရယ်လို့မရှိခဲ့ဘူးအခုနောက်ပိုင်း Facebook သုံးကြတေချာသုံးကြမှာပဲစာအုပ်ကြောင်းဆွေးနွေးရ group တွေကြပြ group တွေအဲ့လိုတွင်ကျဲလာပေါ့နော်မရအဲ့ဆန်ပြီးတော့စာအုပ်တွေဝယ်တော့ကြီးကြပြများဆိုပြီးတော့စာအုပ်ဝယ်လာပေါ့အဲ့တော့ကြီးရေးကိုယောက်ျားလေးဆိုပြီးတော့ထင်နေရပါတော့လုံးဝဒီတိုင်းပဲအစိမ့်သက်ကြီးလေးဒီစာအုပ်ကိုစိတ်ဝင်စားရဲဆိုတော့ဝယ်လာတော့ဘယ်သူရေးရပါညာမသိခဲ့ဘူးနောက်ပိုင်းကြပြထဲမှာအဲ့လိုဖတ်ရင်းနဲ့ main ကလေးနေရာနေခံစားပြီးတော့ရေးတဲ့အပုတ်တွေတရောမှာအဲ့ဒါ main ကလေးပါလားဆိုပြီးတော့သိသွားမရပဲအဲ့တော့အဲ့ကျွန်တော်2013ဝန်းကျင်လောက်ကပေါ့နော်စာအုပ်ထဲမှာကိုရေးဘူးခဲ့ကြပြတွေကပေါ့နော်ကြပြတစ်ပုဒ်ကိုဖတ်ပြပြီးတော့ဒီ podcast လေးကိုအဆုံးသတ်ချင်ပါတယ်ဖြစ်စဉ်ပြရေးသားတကားကိုဆွဲပိတ်အခန်းထဲမှာတော့မိကြံ
ပတင်းပေါက်ကနေကြော်တက်အထဲကိုပြန်ဝင်တော့ကိုယူပတင်းတကားကိုပြန်ပိတ်တကားကိုဖွင့်ပြီးထွက်အထဲမှာလက်ဆွဲအိတ်ကကြံနဲ့တကားကိုတော့နဲ့ပြန်ဖွင့်ရောင်ပြီးလဲကျနေတဲ့လက်ဆွဲအိတ်ကိုကုန်းကောက်ယူအင်ကြီးတဲကဖုံးကရှော့ပြီးထွက်ကြခွက်ခနဲပဲလန်တကြားစမ်းတက်ကြည့်ပါဝါကမလာတော့လက်ပတ်နာရီကိုတစ်ချက်ကြည့်ရင်စပွဲပေါ်ပြန်ထိုင်မှောင်နေမိဥဆောင်ဖွင့်ပြီးဖုံးကာဗာကိုဖွင့်ဘက်ထရီကိုဖြုတ်ဟိုကလိဒီကလိလို့ပြန်တက်ပါဝါဖွင့်တော့ပြန်လာโอเคပြီလက်ဆွဲကိုမမေးမလျော့ဆွဲပြီးအပြင်ထွက်ဟောမိဥဆောင်ကိုပိတ်ဖို့မေ့ပြန်ပြီကြားကြီးထုံးထားခဲ့ခြင်းမူအထဲပြန်ဝင်မိပိတ်စိတ်ထဲတေချာသွားအောင်မိဖို့ထဲဝင်မိအကုန်ပြန်စစ်ရေပိုက်ကောင်းတွေကိုတေချာကြက်ဒီကန်တက်တာကိုစောင့်ဆွဲကြည့်စိတ်ကြည်နဲ့စွာတက်ပြင်းမှုတ်ထုတ်ရင်းအပြင်ပြန်ထွက်မလို့ဆဲဆဲမှမှန်ကြည့်ဖို့စိတ်ကူးရခေါင်းကိုပြီးနေအောင်ပြန်ဖီးနက်နိုင်ကိုတေချာစီးပါဇက်ကိုလက်ဝါးနဲ့ကာပြီးဟာလို့လှုပ်ကြည့်စပရိတ်နဲ့ထပ်ဖြန်းခြေပြားစက်ကနေထောက်ပြီးရင်ကော့ပြုံးတကားကိုဖြင်းချင်းစွာပိတ်အပေါ် CCTV ကင်မရာမှန်ကိုအဝတ်စနဲ့ဖုံးတုပ်လိုက်လက်ဆွဲကိုဘယ်ဘက်လက်မှာကိုင်ညာလက်ကိုဟန်ပါလွှဲပြီးလမ်းလျှောက်ရာသီဥတုတာယာပူချိန်25ဒီဂရီစင်တီဂရိတ်ကမ်းနားလမ်းကိုဖြတ်လျှောက်ရွှတ်သိမ်းဘောတွေကိုငေးမောဟိုးမှာတရားဟောင်းကြီးတရားဟောင်းပေါ်မှာတိတ်ဆိတ်စွာစီကရက်ဖွာရှိုက်တလိပ်ကုံသွားပြုံးနောက်ထပ်တလိပ်ထက်ကုန်ပို့ပြုံးလာသွေးကြောတွေဟာမီးဝငွေတွေလိုပျော့ပြောင်းလာတတိယစီကရက်ကိုဖွာရှိုက်စီကရက်မီးဟာတိုးဝင်လာအစီခံကိုရောက်လာအစီခံဟာလောင်ကျွမ်းသွားသူကဖွာရှိုက်တုံးအစီခံကုန်သွားသူ့နှကန်းကိုမီးဆွဲကလောင်ကျွမ်းနှကန်းကိုလောင်ပြီးနှာခေါင်းပြီးတော့မျက်စိမျက်နှာပြင်တစ်ခုလုံးတငွေ့ငွေ့လာပြီးတော့တကူလုံးလာသူ့တကူလုံးပြာရီဖြစ်သွားသူ့ကိုယ်သူပြာရီတောက်ချလိုက်လေတစ်ချက်ဝှိတ်တိုက်ပြာရီမြစ်ထဲကိုလွင့်ပါသွားမြည်ရည်နဲ့စီးမျောသွားမြည်ရည်ဟာနောက်ကျစွာစီးဆင်းသွားမြစ်အဆုံးမှာပင်လယ်မရှိဘူးပြာပုံကြီးမှုနေဝင်